မိတ်လာမျိုးကကလေးပါရှင်မိတ်လာအညာမောင်အညာမြေရှင်ညာမြေပြောတဲ့တွေကိုဩဇာစီတန်ရနေပြီးတော့အထိုင်ထားပြီးရောင်းချနေတဲ့ခင်းလေးပါရှင်ခင်းလေးစီကိုတော်တော်များများကနော်ကလေးမရနိုင်လို့ဆိုပြီးတော့လာပြီးတော့မေးကြတယ်တော်တော်များများပေါ့နော်ဟိုဘက်အကောင့်တွေရော TikTok တွေရော Viber တွေရောမှာကလေးမရနိုင်လို့ကျွန်တော်တို့ကပေါ့နော်ဒီအိမ်အောင်သက်တွေကြာနေပြီးဒါကြောင့်မလို့ဘာကြောင့်မရတာလဲဆိုပြီးတော့မေးကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီထဲမှာကလေးလိုချင်နေဆိုရင်ဝင်ပြီးတော့နားထောင်ပါလို့ရတယ်နော်ကိုကအမြဲတမ်းတော့စူးစမ်းတယ်ဒါပေမဲ့စူးစမ်းတိုင်းအရာမထင်ဘူးဘာကြောင့်လဲဆိုတာဒီခဏမီလို့ခင်ဗျားပြနေပြီးတော့အားလုံးလည်းသိအောင် share နဲ့လုပ်ချင်တယ်နော်ကလေးလိုချင်တယ်ဆိုတာကကိုယ့်ရဲ့အမျိုးသမီးအသက်အရွယ်နဲ့လည်းဆိုင်နေပေါ့နော်အသက်အရွယ်နဲ့လည်းဆိုင်နေဒါမှမဟုတ်ဘူးကိုကဆေးထိုးထားတဲ့နှစ်ပမာဏတွေပေါ့တားဆေးတွေထိုးပြီးထားတဲ့နှစ်ပမာဏတွေများတယ်ဒါမှအဲ့လိုမျိုးတွေလည်းဆိုင်နေနောက်ပြီးတော့နော်ဒီဆေးဖြတ်ပြီးတော့နှစ်ချီနေပြီးရာသီထိန်နေတာအခုချိန်ကြီးအောင်မလာဘူးအဲ့လိုရာသီထိန်တာအမျိုးသမီးတယောက်မှာဆိုရင်တစ်လတစ်ခါရာသီသွေးပုံမှန်ဆင်းရမယ်ရာသီသွေးပမာဏကလည်းတင်းမျှတအောင်ရှိရမယ်သက်အိမ်အားကောင်းအောင်မယ်ဟော်မုန်းအားကောင်းရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေစိတ်ပေါ်ပါလန်းဆန်းဒီပေါ့နော်ရာသီသွေးလေးတွေမှန်နေပြီဆိုမှဒါလေးခလေးရတော့မှမြန်တာပေါ့နော်တချို့ကြတော့ဒီလိုမျိုးလေးတွေလည်းနဲတယ်ဒီလိုမျိုးအားနဲတယ်ဟော်မုန်းအားမကောင်းဘူးရာသီသွေးတစ်လားတစ်ခါဆင်းတော့ဆင်းတယ်နည်းနည်းလေးဆင်းတယ်အဲ့ဒါမှန်တာမဟုတ်ဘူးเนาะသူ့ရဲ့ရာသီသွေးပမာဏတင်းလျှက်တာစွာရှိရမယ်เนาะအယောင်ကလည်းဒီလိုမျိုးပုံမှန်အတိုင်းပဲဖြစ်ရမယ်ညစ်ပုတ်ပြီးတော့အဲ့လိုမျိုးဖြစ်နေရမဟုတ်ဘူးပေါ့เนาะအဲ့လိုမျိုးလေးတွေကိုကကျမကြီးအဆင်ပြေရဆိုလို့ရှိရင်တော့ကလေးရနိုင်တော့ညံနေအဲ့ဒါကကြတော့ကိုကမမျိုးကျွေရမှာအတူမမျိုးကျွေမှာအတူနေရမှာပေါ့နော်အတူမနေတဲ့ရက်တွေရှေ့ကရက်တွေမှာနော်မမျိုးကျွေရဲ့ရှေ့ကရက်တွေမှာအမျိုးသားနဲ့အတူနေမိရဆိုရင်လည်းအဲ့ရက်တွေမှာကလေးတော့ဒီအမျိုးသားရဲ့တုပ်ဖို့ပေါ့နော်အမျိုးသားရဲ့တုပ်ဖို့ကအဲ့ရက်မှာပါသွားပြီးတော့နော်ဒီမမျိုးကျွေရက်မှာမစုံရင်လည်းကလေးကမရနိုင်ဘူးအဲ့ဒါကြောင့်မလို့မမျိုးကျွေရက်တော့ကောင်းကောင်းလေးသိဖို့လိုတယ်ဒါကြောင့်မလို့မမျိုးဒီပေါ့နော်ဒီကွက်ထဲမှာလည်းမမျိုးကျွေစစ်တန်လေးတွေရှိရဲဆိုရင်စစ်ပြီးတော့အတူနေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်လို့ရပါတယ်ဒါမှမဟုတ်ဘူးတချို့ကြတော့လေအမျိုးသမီးကဒီလိုမျိုးအင်တာရက်တွေပြည့်စုံလာရဲနဲ့ဘာလို့မရတာလဲဆိုလို့ရှိရင်အမျိုးသမီးကတချို့ရနာမဟုတ်ဘဲနဲ့အမျိုးသားကတုပ်ပူအားနေတာတုပ်ကောင်ရည်စီးဖြစ်နေတာပေါ့နော်တုတ်ကိုင်မရှိတာတုတ်ထွက်နေတာပန်းညိုပန်းတွေဝေဒနာတွေဖြစ်နေတယ်ဆိုရင်လည်းကလေးမရနိုင်ပါဘူးကိုကအရက်စစ်လိုက်ပြီးအလွန်ကျွံတောက်ပြီးတော့ဟော်မုန်းတွေကျဆင်းရင်လည်းကလေးမရနိုင်ဘူးဒါကြောင့်မလို့ကလေးတို့နဲ့ Viber နံပါတ်လေးမှာအသေးစိတ်ဆွေးနွေးတိုင်မှာ TikTok CB ကနေပြီးတော့လည်းလာရောက်ပြီးတော့အသေးစိတ်ဆွေးနွေးတိုင်လို့ရပါတယ်ရှင်ကလေးလိုချင်တဲ့သူတွေအမြန်ဆုံးကလေးနဲ့လာပြီးတော့ဆွေးနွေးတိုင်ပြီးတော့တခြားလေးကနော်တခြားလေးသုံးဆွဲပါလို့ခင်ဗျာပြောချင်ပါတယ်ရှင်ကျေးဇူးပါ